သုံးတန်တခုတခြားသုံးတန်ပေါ့လေနော်အဲ့ဒီသုံးတန်မှာကတော့မြတ်စွာဘုရားကဓာတုတော့တဏ္ဍာတလဓာတုကျင်းသားနှင့်သရဝတိတိနှီးနှောမှုကြတဲ့အကြောင်းလေးကိုဘုရားရှင်ကဒီအထုပ်ပတ်ကိုကြည့်ပြီးတော့ဟောထားတဲ့သုတ်တန်လေးတစ်ခုရှိတယ်။အရှင်သာရိပုတ္တရာကပညာဉာဏ်ကြီးသလိုအရှင်သာရိပုတ္တရာရဲ့တပည့်တာဝကတွေကလည်းဉာဏ်ပညာကြီးမှကြတယ်။အဲ့ဒီဉာဏ်ပညာကြီးမှတဲ့သရဝတိကသူတို့တအုပ်စုဖြစ်နေတယ်။အရှင်မောဂလကတကောအဋ္ဌိပတ်ကြီးမှသလိုအရှင်မောဂလရဲ့တပည့်တာဝကတွေကလည်းတကောအဋ္ဌိပတ်ကြီးမှတော်မူကြပါတယ်။သူတို့ကလည်းတအုပ်စုပဲ။ဓာတုယတဝိတုယပေါင်းသိမိကြတယ်အရှင်အနုရုဒ္ဓကဒီဘဇက်ကိုအဘိညာဉ်အရာမှာဣတိရဝတ္ထုကိုရတယ်လို့ specialist ပေါ့လေနော်တို့ကပုံစံအထက်တန်းကြတယ်လို့သူတို့ပဲတွေကြတယ်အကုန်လုံးဒီဘဇက်ကိုအဘိညာဉ်အရာမှာကျွမ်းကျင်တော်မူကြတယ်အရှင်အာနန္ဒမတိမြတ်ကဘုဒ္ဓတများပြသလိုသူ့ရဲ့တပည့်တွေကလည်းဘုဒ္ဓတများပြတော်မူကြတယ်အရှင်ဒီဝဒရဲ့အရှင်ဒီဝဒကစိတ်ထားယုံညံ့သလိုသူ့ရဲ့တပည့်တွေလည်းအလုံးစိတ်ထားယုံညံ့ကြတယ်သရဝရီတိဓာတုသောတန်တန်တနဓာတုယတုယပေါင်းစုံမိကြပါတယ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတယ်နော်